ตายาရဲ့အတူဆုံးသွားဆိုတဲ့အပိုက်ကလေးကိုရောက်ပါပြီအဲ့တော့အတူဆုံးသွားပါလဲဆိုရှေ့တော့ချင်းခင်ညပါလို့လေလက်ကလေးကဒီလိုလေးပြီးတာလေးကိုလက်ကလေးကလေဒီလက်မလေးကမပြောင်းမဲနဲ့ဒီမှာဒီလက်မပေးကိုလက်ညှိုးလေးပြန်စုဒီကလည်းမရွှေဘူးမရွှေဘဲနဲ့ဒီလက်မဒီဘက်ကိုတိုးဒီမှာနော်ငိမ့်နေဒီဘက်လေးပဲတစ်လုံးမှတိုးပြီးငိမ့်နေမယ်ဒါပြီးရင်ဘယ်လက်မညာလက်မဘယ်လက်ညှိုးအတူနောက်လေဒီလက်မနေရကိုဒီလက်မလာဒီလက်မနဲ့လက်တကြွယ်နဲ့ဆုံးနောက်လက်ညှိုးတစ်လုံးတီးဆုံးသွားဖြောက်အတူဆုံးသွားနောက်ပြီးဒီမှာပြန်ကတ်ဒီလက်မလေးနဲ့ဒီလက်ညှိုးလေးနဲ့ဇုံတီးတယ်အဲ့ဒါကစမ်းနဲ့နော်စမ်းလက်ကလေးလက်မတီးနောက်လက်ညှိုးနဲ့လက်မနဲ့ဇုံပြန်တီးစမ်းတီးစမ်းဒါပဲလေစမ်းတီးစမ်းနောက်ပြီးတော့လေလက်သန်းနဲ့လက်ညှိုးနဲ့ဆုံးအတူဆုံးသောစမ်းနီးစမ်းပြောလက်မနေအောင်ဒီဘက်တိုးလက်တကြွယ်လေးနဲ့ဇုံတီးမယ်ရာလက်ညှိုးလက်သန်းလက်ညှိုးဖြောက်အတူဆုံးသောစမ်းနီးစမ်းပြောရာနှစ်ခါပြီးတီးမယ်စမ်းတီးနောက်ဒါပဲစမ်းပြောလက်မလက်တကြွယ်စုံရာဒါပဲတစ်ပိုက်ပြီးပြီဒါနော်ဗီဒီယိုတွေကိုတစ်ခုရမှတစ်ခုတီးနော်တနေ့ကုန်တီးတစ်ပိုက်ကိုတစ်ခုတီးကျွန်တော်ဆိုတစ်နေ့မှတစ်ပိုက်ကိုမှတစ်ဝက်ပဲတက်ပေးရဆရာနော်